တရားမပိုင်နဲ့တရားအစိုးမရတဲ့တရားလက္ခဏာ၃ပါးကိုမသိတော့ကိုမြဲတယ်လို့ထင်မှတ်တယ်တည်တယ်လို့ထင်မှတ်တယ်ဒါကြောင့်မလို့မမြဲတဲ့တရားကြီးဟာကိုမြဲတယ်လို့ထင်မှတ်နေတော့ကိုကျိုးနေကုန်ဒါကြောင့်မလို့ဘုရားရှင်ကိုတော်မြတ်ကြီးဟာဒီယုံနဲ့ဒီနံကိုမလိုချင်တော့ဘယ်သွားလဲတဲ့ဘုရားကဟောထားခဲ့သင်္ကတဓာတ်တဲ့အသင်္ကတဓာတ်နိဗ္ဗာန်မှာလည်းအဓာတ်ပဲဒီမှာလည်းဓာတ်ပဲဒီကသင်္ကတဓာတ်ကဘာလဲတဲ့ယုံနာတို့ဤဖြစ်လေခဏဖြစ်ဖြစ်ပြက်နေရတဲ့ယုံနာတွေနိဗ္ဗာန်မှာလည်းအသင်္ကတဓာတ်ပဲနိဗ္ဗာန်မှာလည်းနိဗ္ဗာန်မှာအသင်္ကတဓာတ်ဆိုတော့မဖောက်မပြောင်းဓာတ်ပဲဓာတ်သဘောကြီးဒီမှာလည်းဓာတ်သဘောကြီးအဲ့ဒီတော့ဒီမှာဓာတ်သဘောကဘယ်လိုမြင်နေကြလဲနိဗ္ဗာန်မှာဓာတ်သဘောပဲလို့ဘုရားကဟောတယ်ဒီမှာလည်းဓာတ်သဘောပဲသဘောတရားကဒီမှာကသင်္ကတဓာတ်တဲ့ယုံနာနေခဏဖြစ်ပြီးခဏသေးတဲ့အိုရမယ်နားရမယ်သေရမယ်ဘေးတွေရဲ့ဒုက္ခတွေဝတ်တွေဒါတွေရနိဗ္ဗာန်မှာအိုခြင်းနာခြင်းသေခြင်းကင်းတဲ့နေရာမဖြစ်မပြတ်တဲ့အသင်္ကတဓာတ်အဲ့ဒါလူတွေကမသိတော့နိဗ္ဗာန်တချို့ကတော့ဘာမှမရှိပဲဘူးမနေခြင်းပါဘူးမလိုခြင်းပါဘူးအခုလူလောကကြီးတော့ဘယ်လိုဖြစ်နေရလဲဘိုင်စကုတ်ကလည်းကြည့်ရတယ်ဗျစိတ်နှကောက်ကြည့်ဝေရတယ်ဗျစိတ်နှကကြည့်ဝေရတယ်တကားကြီးတွေကြတော့လက်ပတ်နာကြီးတွေ900တန်း800တန်း1000တန်းကိုဝေရတယ်ဘန်ကောက်လုံးကြီးတွေဝေရတယ်တိုက်အင်ကြီးတွေတခါတည်းစကလတိုက်အင်ကြီးတွေဝေရတယ်ခေါင်းပေါင်းကြီးတွေပေါင်းရတယ်ရှမ်းပေါင်းမီးကြီးတွေဝေရတယ်နိဗ္ဗာန်မှာတော့ဘာမှမရှိပဲမဝေရဘူးနိဗ္ဗာန်မှာတော့ဝက်သားလည်းမစားကြက်သားလည်းမစားငါးသက်လောက်လည်းမစားအဲ့တော့မလို့ကျင်တော့ဒီမှာဝေဒနာမှမသိလို့ဒုက္ခသစ္စာကြီးမှာအာဟာရအကြောင်းတရားကြောင့်မလို့အပယ်လေးပါးကိုရက်ဆင်းမှာကိုမသိစိတ်တွေမှမသိအဲ့တော့ဘုရားကဟောထားတယ်ဒီအာဟာရအကြောင်းတရားကြောင့်မလို့ဘယ်လိုဟောထားလဲတဲ့ဆရာတော်ကြီးတွေဟောတယ်ကြားလာပါဥပဇင်းကတော့အဲ့ဒီမှာအာဟာရကိုတခါတည်းကန့်ညစ်ပြီးတော့ဝေဒနာမှမသိပဲဟုတ်ဒါကြောင့်မလို့ဒီယုံနဲ့ဒီနာဖြစ်လာတော့အဖြစ်ကမြတ်စွာဘုရားကိုတော်မြတ်ကြီးတွေရှင်ပြစ္ဆေကဗုဒ္ဓတွေယဟန္တာတွေဟာဘယ်သွားကြသလဲတဲ့ဒီယုံနဲ့ဒီနာကိုဘေးတွေဒုက္ခတွေဝတ်တွေကိုမလိုချင်တော့ဘူးဒီယုံနဲ့ဒီနာဖြစ်နေရင်ဝတ်ဘေးဒုက္ခကြီးကိုတွေ့သွားလို့ဒီယုံနဲ့ဒီနာကိုမလိုချင်ဘူးမတာတွဲဘူးမနှစ်သက်ဘူးဒီယုံနဲ့ဒီနာဖြစ်ရင်ဒုက္ခသစ္စာကြီးအမှန်မြင်နေပြီဘေးတွေလည်းတွေ့နေပြီဒုက္ခတွေလည်းမြင်နေပြီဝတ်တွေလည်းမြင်နေပြီဒါကြောင့်မို့ဒီယုံနဲ့ဒီနာမလိုချင်တော့ဘယ်သွားလဲတဲ့အသင်္ကတဓာတ်ရောက်အသင်္ကတဓာတ်ဆိုတာမဖောက်မပြန်အိုခြင်းနာခြင်းသေခြင်းကင်းနေနေရဓာတ်ပဲဆိုတာလေနိဗ္ဗာန်ကလည်းနိဗ္ဗာန်ဓာတ်ဆိုတာမဖြစ်မပြတ်တဲ့ဓာတ်မဖောက်မပြန်တဲ့ဓာတ်ဒီကဖောက်ပြန်နေတဲ့ဓာတ်ဒီမှာဖောက်ပြန်နေတဲ့ဓာတ်ကဘာလဲတဲ့အိုရမယ်နာရမယ်သေရမယ်ဟိုကဓာတ်ကဘာဓာတ်လဲတဲ့အိုခြင်းနာခြင်းသေခြင်းကင်းတဲ့ဓာတ်ဒါသဘောကိုပြောပြတာသဘောကိုနာကြပြဉ္ညာကိုပြောမှပရမတ်ပေါက်အဲ့တော့ပုဂ္ဂိုလ်တွေအခုတော့မသိချင်ဘူးမလိုချင်ဘူးဘယ်ဟာမလိုချင်မလဲတဲ့လောကကြီးကနေပြီးတော့ဒီမှာဝေဒနာမှမသိဘူးဒုက္ခဝေဒနာတွေခံစားနေဝေဒနာမှမသိပဲကိုမသိတော့ဒုက္ခသစ္စာမမြင်တော့လူချမ်းသာနတ်ချမ်းသာဒါကိုလိုချင်တော့လူချမ်းသာနတ်ချမ်းသာရပြန်တော့လေတဲ့အိုခြင်းနာခြင်းသေခြင်းဘေးတွေဒုက္ခတွေဝတ်တွေလွတ်သလားတဲ့မလွတ်သွားတာဘေးတွေဒုက္ခတွေဝတ်တွေဒါတွေခံရတော့တာဒါကြောင့်မလို့ဘုရားရှင်ကိုတော်မြတ်ကြီးကဘယ်လိုဟောထားလဲတဲ့ဒီယုံနဲ့ဒီနာဖြစ်လာရင်ဘေးတွေတဲ့ဒုက္ခတွေဝတ်တွေတဲ့ဘုရားကဒီလိုဟောဘေးဒုက္ခဝတ်တဲ့ဒီယုံနဲ့ဒီနာဖြစ်လာရင်အဲ့လိုဘေးတွေဒုက္ခတွေဝတ်တွေပေါ့ဘယ်လိုဘေးဒုက္ခဝတ်လဲတဲ့အိုရမယ်နာရမယ်သေရမယ်ဒီယုံနဲ့ဒီနာဖြစ်လာရင်အိုရမယ်နာရမယ်သေရမယ်ဒီယုံနဲ့ဒီနာဖြစ်လာလို့ရှိရင်ဝေဒနာခံစားရမယ်ဒုက္ခဝေဒနာလည်းခံစားရမယ်ဒုက္ခဝေဒနာလည်းခံစားရမယ်မမြင်ရင်မတည်းလည်းမနေရဘူးမြင်ရမယ်မသိခြင်းမတည်းလည်းမနေရဘူးသိရမယ်မကြားခြင်းမတည်းလည်းမနေရဘူးကြားရမယ်မနာခြင်းမတည်းလည်းမနေရဘူးနားရမယ်ကောင်းတာလေးလည်းနားရမယ်ဆိုးတာလေးလည်းနားရမယ်ကောင်းတာလေးလည်းမြင်ရမယ်မကောင်းတာလည်းမြင်ရမယ်ကောင်းတာလေးကြားရမယ်မကောင်းတာလေးလည်းကြားမယ်ဒါတည်းဝေဒနာတွေပေါ့ဘေးတွေဒုက္ခတွေဝတ်တွေပေါ့လျှာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ခါလဲကောင်းတာလေးစားရတယ်မကောင်းတာလည်းစားရဟောဘေးတွေဒုက္ခတွေဝတ်ကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အခါသာယာသောအတွေ့လေးကိုတွေ့လိုက်တော့သာယာနှစ်သက်တဲ့ဒုက္ခဝေဒနာမသာယာတော့ဓာတ်ကြီးလေးပါဖောက်ပြန်တော့ဒုက္ခဝေဒနာအတွေ့နဲ့ကိုယ်နဲ့ထိမှန်လိုက်တဲ့အချိန်ကကောင်းတာနဲ့မကောင်းတာနဲ့ပဲခံစားနေရတာမနှောတဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တာလည်းကောင်းတာလည်းမကောင်းတာလည်းခံစားရတာဒီယုံနဲ့ဒီနာဖြစ်လာရင်လည်းငိုရအောင်မယ်
ပူရအောင်မယ်အိပ်ရအောင်မယ်ယိုရအောင်မယ်ပေါက်ရအောင်ဒီရုပ်နဲ့ဒီနာဖြစ်လာအဲ့တော့ဒုက္ခသစ္စာကြီးမှမသိတော့ဘေးတွေဝတ်တွေဒုက္ခတွေမသိတော့ဒီရုပ်နဲ့ဒီနာပြန်လို့ခြင်းဒါကြောင့်ဘုရားကဟောထားတယ်ဒီရုပ်နဲ့ဒီနာဖြစ်လာလို့ရှိရဲ့နဲ့ဘယ်လိုဟောထားလဲဖြစ်သောသဘောကိုတော့ဘေးလိုထင်မဖြစ်သောသဘောကိုတော့ဘေးအေးမြင်ဒီရုပ်နဲ့ဒီနာဘုရားဖြစ်နေရင်ဘေးတဲ့မဖြစ်ရင်ဘေးအေးတယ်ဘေးအေးပြီအရိယသူတော်ကောင်းများဟာဒီရုပ်နဲ့ဒီနာမဖြစ်တော့ဘူးဆိုတာကျိန်းနေသိတော့ဘေးအေးပြီဆိုတာသိဝိလွတ်ပြီဆိုတာလည်းသိတယ်ဒုက္ခကင်းပြီဒုက္ခဖြစ်ပြီဆိုတာလည်းသိအဲ့တော့ဒီရုပ်နဲ့ဒီနာမဖြစ်ချင်အဲ့တော့ဖြစ်သောသဘောကိုတော့ဘေးလိုထဲမဖြစ်သောသဘောကိုတော့ဘေးအေးမြင်ဒီရုပ်နဲ့ဒီနာအေးပြီဆိုတာသိတယ်ဒီရုပ်နဲ့ဒီနာမဖြစ်တော့ဘူးဆိုရင်မြင်သောသဘောကိုတော့ဘေးလိုထဲမမြင်သောသဘောကိုတော့ဘေးအေးမြင်အဲဒီရုပ်နဲ့ဒီနာဖြစ်နေရင်မြင်ရမယ်ဒီရုပ်နဲ့ဒီနာမဖြစ်တော့ဘူးဆိုရင်ဘေးအေးပြီမဖြစ်တော့ဘူးဆိုမမြင်ရတော့ဘူးမမြင်ရတော့ဘူးဆိုရင်ဖြစ်ဒုက္ခဒုက္ခလွတ်သွားပြီဒါကြောင့်မလို့ကြားသောသဘောကိုတော့ဘေးလိုထင်မကြားသောသဘောကိုတော့ဘေးအေးမြင်နာသောသဘောကိုတော့ဘေးလိုထင်မနာသောသဘောကိုတော့ဘေးအေးမြင်စားနေသောသဘောကိုတော့ဘေးလိုထင်မစားသောသဘောကိုတော့ဘေးအေးမြင်ထိနေသောသဘောကိုတော့ဘေးလိုထင်မထီသောသဘောကိုတော့ဘေးအေးမြင်သိနေသောသဘောကိုတော့ဘေးလိုထင်မသိသောသဘောကိုတော့ဘေးအေးမြင်ယိုသောသဘောကိုတော့ဘေးလိုထင်မယိုသောသဘောကိုတော့ဘေးအေးမြင်ပေါက်နေသောသဘောကိုတော့ဘေးလိုထင်မပေါက်သောသဘောကိုတော့ဘေးအေးမြင်အိုသောသဘောကိုတော့ဘေးလိုထင်မအိုသောသဘောကိုတော့ဘေးအေးမြင်နာသောသဘောကိုတော့ဘေးလိုထင်မနာသောသဘောကိုတော့ဘေးအေးမြင်သေးသောသဘောကိုတော့ဘေးလိုထင်မသေးသောသဘောကိုတော့ဘေးအေးမြင်ငိုသောသဘောကိုတော့ဘေးလိုထင်မငိုသောသဘောကိုတော့ဘေးအေးမြင်ပူလောင်သောသဘောကိုတော့ဘေးလိုထင်မပူလောင်သောသဘောကိုတော့ဘေးအေးမြင်ကန့်ညှိသောသဘောကိုတော့ဘေးလိုထင်မကန့်ညှိသောသဘောကိုတော့ဘေးအေးမြင်အိတ်နေသောသဘောကိုတော့ဘေးလိုထင်မအိတ်သောသဘောကိုတော့ဘေးအေးမြင်အဲ့တော့ဒီရုပ်နဲ့ဒီနာဖြစ်လာပြီဆိုလို့ရှိရင်ငိုကြရလေဦးမယ်ပူလောင်ညာရလေဦးမယ်အိတ်ရလေဦးမယ်ယိုရလေဦးမယ်ပေါက်ရလေဦးမယ်မြင်ရလေဦးမယ်ကောင်းတာလေးလည်းမြင်ရမယ်ဆိုးတာလည်းမြင်ရမယ်ကောင်းတာလေးလည်းကြားရမယ်ဆိုးတာလည်းကြားရမယ်ကောင်းတာလည်းနားရမယ်ဆိုးတာလည်းနားရမယ်ကောင်းတာလေးလည်းစားရမယ်ဆိုးတာလေးလည်းစားရမယ်ကောင်းတာလည်းထိရမယ်မကောင်းတာလည်းထိရလေဦးမယ်ကောင်းတာလည်းသိရမယ်မကောင်းတာလည်းသိရမယ်